တော့ sweet potato နဲ့ဖုံးမကင်လို့တွေလောက်စားပါတယ်ရှင်။ဒါက sweet potato နဲ့ဖုံးမကင်လေးကိုပေါ့နော်တိုးတိတ်လေးယူရတာပါရှင်။ကတော့ meat နဲ့ငယ်ထည့်ပါမယ်ရှင်။ဆဖရမ်းမှာနော်ဆဖရမ်းမှာရှင်။အားလေးထည့်ပါမယ်ရှင်။ဒါကတော့ဟေးလစ်ပေါ်တော့ကလည်း this what လာမှုန့်လေးပါရှင်မှုန့်ရအောင်လို့ပေါ့နော်ဒီမှာတော့အလုပ်လေးလုပ်စားပါတယ်ရှင်ဖုံးလေးအုပ်ထားပေးလိုက်ပါချင်းဖုံးမကင်နဲ့ sweet potato ပေါ့နော်စက်တဲ့အထိပေါ့ရှင်ကဲဒီနေသားလေးဆိုရင်တော့ရပါပြီရှင်ရပါပြီရှင်ကျက်သွားပြီဆိုရင်တော့ချလို့ရပါပြီရှင်ဒါတော့ sweet potato နဲ့ဖုံးမကင်လို့တွေလောက်စားပါတယ်ရှင်